အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်မနေ့ပြန်ကျွန်တော်တို့15ရက်နေ့နော်15ရက်6လ2026တနင်္လာနေ့အဖွင့်နေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီကဲနော်ဒီဗီဒီယိုပိုင်းလေးကတနင်္လာနေ့အဖွင့်နေ့နေကုန်စာနော်ဝမ်းချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေပြောရင်းနဲ့တပတ်စာအနှစ်ချုပ်ဖြစ်တဲ့နော်အခွေလေးတွေမပြောက်တဲ့စာတိုးလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာထည့်ပြောပေးတော့မှဖြစ်လို့ပြီးဆုံးတိုင်အောင်ကြည့်ပေးပါကဲပုံမှန်တိုင်းလေးပဲ Facebook ကညီကိုမောင်နှမတွေအားလုံးဒီဗီဒီယိုဖိုင်ကိုမြင်မိဆိုရင်တစ်ယောက်မြင်တစ်ယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါအများမြင်အများတွေ့နိုင်အောင်နော်အားလုံး share မှု share အားနဲ့ကူညီ like လက်မလေးတွေနဲ့ဝင်းရံเนาะကျွန်တော်ရဲ့ page ကိုကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့တယ်နဲ့ဆိုလို့ရှိရင် follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြနဲ့เนาะကဲကျွန်တော်တို့เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะကျွန်တော်တို့မနေ့ပြန်တနင်္လာနေ့အဖွင့်နေ့နေကုန်စာเนาะဝမ်းချင်းလေးတွေမိန်းလေးတွေမပြောခင်မှာတပတ်စာအနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့စာတို့နဲ့အခွေလေးကိုအရင်ဆုံးပြောပေးပါမယ်เนาะကဲဒီတစ်ပတ်မှာကျွန်တော်တို့မပြောက်တဲ့စာတို့အနေနဲ့ဆိုရင်239ပဲဖြစ်ပါတယ်เนาะတေချာလေးမှတ်ပါမပြောက်တဲ့ဇာတို့က239ပဲဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ကိုဒီမတွေအဲ့ဒီ239ဒီပတ်တိုင်းခွေထွက်ပါတယ်အခွေကြိုက်တဲ့ညီကိုမောင်နှမတွေဇာတို့လိုက်နိုင်ပါတယ်เนาะ239အခွေပါတေချာလေးမှတ်ပါကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့เนาะ15ရက်နေ့တနင်္လာနေ့အဖွင့်နေ့နေကုန်မှာဘိုင်နေနဲ့ဆိုရင်တော့8ဘိုင်3ဘိုင်ပဲဖြစ်ပါတယ်เนาะ83ပတ်တီးပေါ့8နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကတော့မနေ့ပြန်မှာ80 8နှစ်89 8ခွန်ဒါ8နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ဖြစ်ပါတယ်80 8နှစ်89 8ခွန်เนาะကဲ3နဲ့ပတ်သက်တာကတော့30 3နှစ်39 3ခွန်ပဲဖြစ်ပါတယ်เนาะ30 39 3နှစ်3ခွန်ပဲဖြစ်ပါတယ်ဒါ3နဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိတ်ကွက်ပါကွန်မန့်မှာချရေးပေးတာပါအကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်တယ်ပေါက်လို့ရလို့ဘာမှပေးစီရမလို့ပါဘူးเนาะတကယ်လို့ကျွန်တော်ထုတ်ပေးတဲ့မိန်းကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်မနေ့ပြန်မှာကျွန်တော်တို့เนาะ1ချိန်အနေနဲ့ဆိုရင်83 1ချိန်မှာ83အချိန်เนาะအဓိကပတ်တိကိုဦးစားပေးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့ပြန်တနင်္လာနေ့အဖွင့်နေ့မှာအားအကောင်းဆုံးပတ်တိသည်10ပတ်တိ3ပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့အမှန်မှန်ရှိပါတယ်စေတနာနဲ့တင်ပေးတာဖြစ်လို့เนาะပေါလို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးเนาะစေတနာကောင်းရင်ကံကောင်းပါတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะနေ့စဉ်နဲ့မြမြင်တွေ့ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ကဲအခုလိုကြည့်ရှုပေးတာအထူးပဲကျေးဇူးတင်ပါတယ်မနေ့ပြန်အဖွင့်နေ့လေးမှာအားလုံးပဲဖွင့်လာကြပါစေเนาะအားလုံးပဲကံကောင်းကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျ